လုံးပဲမင်္ဂလာပါရှင်အခုပြနေတဲ့ဆောက်ကလေးอ่ะဆိုလို့ရှင်เนาะset and their share back ဆိုတဲ့ဆောက်ကလေးဖြစ်တာပေါ့နော်သူကလေစိတ်ခွန်အောင်ပေးမဲ့ဆောက်ကောင်းလေးလည်းဖြစ်ပါတယ်အသက်အရွယ်ကတော့10နှစ်ကနေ12နှစ်အရွယ်တသားမျိုးဖတ်ဖို့အတွက်တင်တော်ကောင်းမွန်တဲ့ဆောက်ကလေးဖြစ်ပါတယ်ရှင်ဆောက်ကလေးရဲ့ပေးချင်တဲ့ message ကတော့ပေါ့နော်ကိုယုံကြည်မှုတွေတိုးတက်လာစေမယ်စိတ်ဖိစီးမှုကြောက်ရွံ့မှုတွေကိုတဲ့နားလေခြင်းတဲ့ကလေးလေးတွေအတွက်ပေါ့နော်စိတ်ကူးရင်ဇလန်းလေးကိုနောက်ပြီးတော့ကြောက်နှစ်သက်တဲ့ကလေးတွေအတွက်ဆိုလို့ရှင်လေဒီဆောက်ကလေးကဆောက်ကောင်းလေးလည်းဖြစ်ပါတယ်တအုပ်ကိုမှရောင်းစေးလေးကလည်း1000ခွဲနဲ့ရောင်းပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ခုလိုမျိုးပေါ့နော်စိတ်ခွန်အားလေးကိုဖြစ်စေတဲ့အစာအုပ်ကောင်းလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ဝယ်ယူအားပေးလို့ရအောင်ပြပေးတာဖြစ်ပါတယ်အတွင်းလေးတစ်ချက်ပြပေးမယ်နော်အတွင်းရဲ့စာသားလေးကတော့ဒီလိုမျိုးလေးပေါ့နော်အခုလိုမျိုးလေးပါပါတယ်ရှင်အဲ့တော့စာအုပ်ရဲ့ရောင်းစည်းလေးက1000ခွဲနဲ့ရောင်းမှာဖြစ်ပါတယ်တော့ဒီစာအုပ်ကလေးကိုလိုချင်တယ်ဆိုရင်ဒီစာဒီဗီဒီယိုလေးရဲ့ comment အောက်မှာပဲဖြစ်ဖြစ်page messenger ပဲဖြစ်ဖြစ်လာရောက်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်